ပူချိန်တွေအရင်မြင့်လာတာနဲ့အမျှမိန်းကလေးဟာအကြီးပြောလာပါတယ်။ညဘက်အေးလာတဲ့အခါသူမဟာအေးခဲသွားပါတယ်။ဘာလို့လဲဆိုတော့သူမဟာလူသားမဟုတ်လို့ပါ။သူမဟာဖျောင်းတိုင်မီထုံးတဲ့မိန်းကလေးတစ်ယောက်ပါ။ဒါကြောင့်သူမနဲ့သူမရဲ့ဖခင်အပြင်ထွက်နိုင်တဲ့တခုတည်းသောချိန်ကမိုးလင်းချိန်ဒါမှမဟုတ်မောင်လီပြိုးချိန်ပါဒါပေမဲ့အဲ့ဒီအချိန်မှာတော့သူမဟာသူမရဲ့ဖခင်နောက်ွယ်မှာခိုးထွက်နေရတာကိုနှစ်သက်နေစေပါဒီတခါတော့သူမမှာတကယ်အကြောင်းပြချက်တစ်ခုရှိပါတယ်သူမဟာအုတ်ထင်းသူဆက်ခံပွဲကိုသူမရဲ့မျက်လုံးတွေနဲ့မြင်ကျင်ခဲ့ပါတယ်ဒါကြောင့်သူမဟာထွက်ပြေးဖို့အစီအစဉ်ပြည့်စုံကိုတီထွင်ခဲ့ပါတယ်အဲ့ဒီမတိုင်ခင်မှာသူမရဲ့အခန်းထဲမှာမှန်တွေတက်ဆင်ခဲ့ပါတယ်အဲ့ဒီလိုနေနဲ့နေထွက်လာတဲ့အခါအလင်းရောင်ကသူမရဲ့ခန္ဓာကိုယ်ပေါ်ကိုပြန်ကျပြီးသူမရဲ့အေးခဲနေတဲ့ခြေလက်တွေကိုဖြည်းဖြည်းချင်းပြန်နှွေးလာစေမှာပါသူမရဲ့ဖခင်တောင်အကြီးပြောမသွားခင်မှာပဲသူမဟာပျောက်ကွယ်သွားခဲ့ပါပြီသူမဟာတော့အုပ်ရဲ့အရေးထဲကိုတန်းပြေးဝင်သွားခဲ့ပါတယ်ဒီကဘာမှာနေနဲ့လဟာတပြိုင်နက်တည်းထွက်ရှိလာတာကြောင့်မြေပြင်ဟာနှစ်ချမ်းကွဲသွားပါတယ်ရက်ဆက်ကြမ်းကြုတ်တဲ့နေလင်းရောင်အောက်မှာတဝက်လောင်ကျွမ်းသွားပါတယ်ကျန်တဝက်ကအေးဆေးတည်ငြိမ်ပြီးမှောင်မိုက်နေတယ်ပြီးတော့မိန်းကလေးကထက်မြက်တယ်သူမကပြီးပြည့်စုံတဲ့နေရာတစ်ခုကိုရွေးချယ်ခဲ့တယ်ကဘာကြီးကအမြဲတမ်းဒီလိုမဟုတ်ဘူးအရင်ကအလင်းရောင်လုံးဝမရှိတဲ့နေရာတစ်ခုဖြစ်ခဲ့တယ်တန်ခိုးကြီးတဲ့စစ်တီတော်တယောက်ကနေကိုချီနှောင်ပြီးကောင်းကင်ကိုဆွဲယူသွားတဲ့အထီပေါ့ပြီးတော့နောက်ထပ်စစ်တီတော်တယောက်ကလာကိုအိမ်မက်ကဘာထဲကနေဆွဲထုတ်လိုက်တယ်သူတို့တယောက်ချင်းစီကရွေ့ရနေတဲ့ဖျားเจ้าတစ်ခုကိုတိဆောက်ပြီးနေနဲ့လာကိုရက်တန့်ခြင်းမရှိပဲရှေ့ကိုဆွဲယူသွားခဲ့တယ်နေနဲ့ညာစတင်ခဲ့တာကဒီလိုပါပြီးတော့သူတို့ရဲ့အုပ်ချုပ်မှုအောက်မှာအသက်ကနောက်ဆုံးတော့စတင်ပြောင်းလဲလာခဲ့တယ်ဒါကြောင့်ဒီကဘာကလူတွေကအဲ့ဒီစစ်တီတော်တွေကိုအဆောင်ရှောက်တွေလို့ခေါ်ကြတယ်ဘာလို့လဲဆိုတော့သူတို့ကကဘာကြီးတစ်ခုလုံးကိုစူးစီးထားသူတွေဖြစ်လို့ပါအဲ့ဒီဘွဲကိုမျိုးဆက်တစ်ခုကနေနောက်တစ်ခုစီလက်ဆင့်ကမ်းပေးခဲ့တယ်အဆောင်ရှောက်တစ်ယောက်သူတို့ရဲ့ဘဝရဲ့အဆုံးနာရောက်တိုင်းအရိုက်အရာဆက်ခံမဲ့သူအစ်တစ်ယောက်ကိုရွေးချယ်ရမယ်အခုအချိန်မှာအပူဆုံးကိုယ်စားလှယ်လောင်းနှစ်ယောက်ကတော့ကြောက်လူမျိုးတွေရဲ့ဘရင်ကျန်နဲ့အပြာရောင်လိညင်တွေရဲ့ဘရင်မိန်တို့ပါပဲကျန်ကကြွက်သားတွေနဲ့ကြောက်တုံးတွေနဲ့ပြည့်နှက်နေတဲ့ကြီးမားပြီးလမ်းလျှောက်နိုင်တဲ့တောင်ကြီးတစ်ခုပါပဲသူ့မှာရှိတဲ့အရာအလုံးကကျဲလောင်ပြီးရင်ကျေးတယ်ပြီးတော့အလွန်ကျွံဖြစ်နေပေမဲ့ဘလို့ပဲဖြစ်ဖြစ်အမျိုးသမီးတွေကသူ့ကိုအယမ်းချစ်ကြတယ်မင်းကတော့လုံးဝဆန့်ကျင်ဘက်ပဲတိတ်ဆိတ်ပြီးစကားတွေပြောတတ်တယ်တိုးတိုးလေးပြောတယ်သူတို့နှစ်ယောက်စလုံးကဘွဲဟာသူတို့အပိုင်ဖြစ်နေပြီဆိုတာတေချာနေကြပြီးသူမရဲ့ဖခင်ရဲ့တတိပေးချက်ကိုလျစ်လျူရှုထားကြတယ်ဘာပဲဖြစ်ဖြစ်မေရောက်လာတယ်အခန်းနားစတင်တဲ့အချိန်မှာလူအုပ်ကြီးကအန်တာသွားကြတယ်နေမင်းဆောင်နှက်ကသူ့ရဲ့တောင်ဝေးကိုတုံလီနေတဲ့လက်တွေနဲ့မြောက်လိုက်တယ်ပြီးတော့အလင်းရောင်နှန်းတစ်ခုကကြံကရင်ပေါ်ကိုတိတ်တိတ်ကျလာတယ်